ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ခေတ်သစ် Daily News ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမတို့ရဲ့ channel ကနေပြီးတော့နောက်ဆုံးရမြန်မာနိုင်ငံသတင်းတွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်ဒီကနေ့မှာပထမဦးဆုံးတစ်ပုဒ်အနေနဲ့တင်ဆက်ပေးသွားမှာကတော့6ဦးကျောင်းမျိုးနယ်နဲ့တန်ဖြူစရက်တို့မှာစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား4ဦးသေဆုံးသွားတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်စကိုင်းတိုင်းဒေသကြီး6ဦးမြို့နယ်ကြီးကုန်းရွာရှိနေများကိုမီးရှို့ဖျက်ဆီးနေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို drone နဲ့ပုံသီးကျဲချတိုက်ခိုက်ခဲ့ကြောင်း Burmese People's Defense Force BPDF မြိုင်ပကဖမှတာဝန်ရှိသူတို့ကပြောပြလိုက်ပါတယ်ဒီဇင်ဘာလ9ရက်နေ့ညနေ4:30မိနစ်ခန့်အချိန်မှာ6ဦးမြို့နယ်ကြီးကုန်းရွာရှိပြည်သူပိုင်ပစ္စည်းများကိုဖောက်ထွင်းခိုးယူကနေများကိုမီးရှို့ဖျက်ဆီးနေတဲ့အင်အား200ခန့်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းကို RC plane များဖြင့်ပုံသီးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာဂျမတ်စစ်တပ်ဖက်မှထိခိုက်သေးဆုံးမှုအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးဘဲနဲ့တော်လှန်ရေးဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်။ကြီးကုန်းရွာကိုမီးရှို့နေတဲ့စစ်ကြောင်းကနေမြေကန်အဖွဲ့အစည်းတွေပြောပြချက်အရတော့ခံမှန်းချေအင်အား200ဝန်းကျင်လောက်ရှိရလို့သိရပါတယ်။ကင်းထောက်ဒရုန်းကလည်းမိခိုးရီကြားထဲကနေလွှတ်လာရတော့ဘာမှမမြင်ပဲသူတို့တွေဖက်ကထိခိုက်မှုတွေကတော့မသိရသေးပါဘူး။သူတို့တွေကလည်းကြီးကုန်းကြီးရွာကိုမီးစားရှို့တဲ့အချိန်မှာကျွန်တော်တို့ဘက်က drone နဲ့စပြီးဘုံသီးချခဲ့တာပါကျွန်တော်တို့ဘက်က drone နဲ့တိုက်ခိုက်ခဲ့တဲ့အချိန်ကတော့ခန့်မှန်းချေညနေ4:00နာရီခွဲလောက်ရှိမယ်လို့ Burmese People's Defense Force BPDF မြိုင်ပကဖမှတာဝန်ရှိသူကပြောဆိုခဲ့ပါတယ်အဆိုပါတိုက်ခိုက်မှုကိုဗမာတောင် drone တပ်ဖွဲ့အမြိုင်ပကဖမုံရခရိုင်အမှတ်4တပ်ရင်အညာ fighter local PDF မဟာမိတ်အဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသေးတယ်။အလားတူမကွေတိုင်းဒေသကြီးချောင်းမြို့နယ်64လမ်းပိုင်းမှာစစ်သားများလိုက်ပါလာတဲ့စစ်ကား2စီးကိုမိုင်းဆွဲတိုက်ခိုက်ရမှာစစ်သား2ဦးသေဆုံးသွားခဲ့ကြောင်း Tiger Fighter Force မှတာဝန်ရှိသူတို့ကအခုလိုပြောပြပါရရှင်။ဒီဇင်ဘာလ9ရက်နေ့ညနေ4:00နာရီခန့်အချိန်မှာ6မြို့နယ်ရှိ64လမ်းပိုင်းတနေရာမှာအကြမ်းဖက်စစ်သားများလိုက်ပါလာတဲ့စစ်ကား2စီးကိုတော်လိုင်းတပ်ဖွဲ့ဝင်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သား2ဦးသေဆုံးကတော်လိုင်းရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။ကျွန်တော်တို့လက်ရှိချိန်မှာသိရတာကတော့သူတို့သေဆုံး2ကောင်သေတယ်လို့သိရတယ်နောက်ထပ်လည်းသတင်းလိုက်နေပါတယ်ကျွန်တော်တို့ရဲဘော်တွေအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ Tiger Fighter Force မှတာဝန်ရှိသူကဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကို6မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့6ပကဖ6 Gorilla Force 6မြို့နယ်ပကဖလက်ရုံးစစ်ကြောင်းဘာမာအာမီနဲ့ Tiger Fighter အဖွဲ့တို့ပူးပေါင်းမဟာမိတ်အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ထို့အတူမွန်ပြည်နယ်တန်ဖြူစရဲမြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာစစ်သားတို့သေဆုံးပြီးအများပြားဒဏ်ရာရှိခဲ့ကြောင်းရှာမညမွန်တပ်တော် RMA ကထုတ်ပြန်ပါတယ်ဒီဇင်ဘာလ9ရက်နေ့ညနေ4:15မိနစ်ချိန်တုန်းကတန်ဖြူစရဲမြို့နယ်အတွင်းရှိတပ်များပူးပေါင်းထားတဲ့အင်အား100ခန့်ပါအာဏာသိမ်းအကြမ်းဖက်စစ်တပ်ကတန်ဖြူစရဲမြို့နယ်ကလိုင်ပတော်ကျေးရွာအရှိဘက်ရှိတောင်ပေါ်သို့စစ်ကြောင်းထိုးကဝင်ရောက်လာခဲ့တာပဲဖြစ်ပါရဲ့ရှင်။ထို့သောဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုရှာမညမွန်တပ်တော် RMA ဒေသလှုပ်ရှားမှုတပ်ဖွဲ့များကရင်ဆိုင်တိုက်ပွဲဆင်နွှဲခဲ့ရမှာအပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတနအီကျော်ဖြစ်ပွားခဲ့ပြီးစစ်သား2ဦးသေဆုံးကအများပြားဒဏ်ရာရှိခဲ့တာပဲဖြစ်ပါတယ်။အဆိုပါတိုက်ပွဲအတွင်းမှာရာမညမွန်တပ်တော်ဒေသလှုပ်ရှားမှုတပ်ဖွဲ့ဖက်မှရဲဘော်များထိခိုက်မရှိဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပေမဲ့တပ်3ရင်အချို့ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။တိုက်ပွဲပြီးဆုံးချိန်မှစပြီးဒီဇင်ဘာလ6ရက်နေ့ထိအကြမ်းဖက်စစ်တပ်ကပြည်သူလူထုပိုင်ချမ်းများရှိရာဘာချမ်းများတို့လက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်မှုများလှုံ့ဆော်ခဲ့ကြောင်းရှတပ်တော်ကထုတ်ပြန်ကြေညာထားခဲ့ပါသေးတယ်ရှင်။ဒုတိယတစ်ပုဒ်အနေနဲ့တင်ဆက်ပေးတဲ့သတင်းအကြောင်းအရာကတော့ဖလန်းမြို့ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်ကအမျိုးသမီးအပါအဝင်ဒေသခံ12ဦးကိုဖမ်းဆီးထားခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ချင်းပြည်နယ်ဖလန်းမြို့နယ်ဖလန်းတိုင်းငင်ကားလမ်းပေါ်ရှိဘွာခွားကျေးရွာမှာအမျိုးသမီးအပါအဝင်ဒေသခံ12ဦးကိုစစ်ကော်မရှင်တပ်မှလမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းမိသားစုဝင်များထံမှသိရပါတယ်။အင်အား300ကျော်ဝန်းကျင်နဲ့တိုင်းငင်းဖလန်းကားလမ်းအတိုင်းစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်ကဒီဇင်ဘာလ9ရက်နေ့မှာဘွာခွားကျွော်ကိုဝင်ရောက်စီးနင်းပြီးတဲ့နောက်ဒေသခံများကိုဖမ်းဆီးခဲ့ခြင်းပဲဖြစ်ပါတယ်။စစ်ကော်မရှင်စစ်ကြောင်းဝင်လာတဲ့အချိန်မှာသူတို့တွေကအချိန်မီထွက်မပြေးနိုင်လို့လမ်းပြဖြစ်တစားခံဖမ်းဆီးခံရတာဖြစ်တယ်။စုစုပေါင်း12ယောက်ပါတယ်။ဒီထဲမှာအမျိုးသမီး2ယောက်လည်းပါဝင်ပါတယ်လို့ဖမ်းဆီးခံရတဲ့မိသားစုဝင်တို့ကပြောပြခဲ့တာပါ။ဘွာခွားကျေးရွာကိုဝင်ရောက်လာတဲ့စစ်ကော်မရှင်တပ်စစ်ကြောင်းကရွာရဲရှိအိမ်မွေးတိရစ္ဆာန်များကိုတပ်ဖြတ်စားတောက်ကြသလိုနေရှိစားနပ်ရိက္ခာများကိုလည်းခိုးယူစားတောက်နေကြကြောင်းလည်းသိရပါသေးတယ်။ဒါပြင်ဝေဘူးလာမျိုးမှာတက်လာတဲ့စစ်ကော်မရှင်စစ်ကြောင်းကလည်းဖလန်းမျိုးနဲ့10မိုင်ခန့်အကွာသို့ရောက်ရှိနေပြီးဖြစ်တယ်လို့၎င်းတို့ချီတက်ရလန်တခြားကိုလည်းလေကြောင်းဖြင့်ရှင်းလင်းပေးနေကြောင်းသိရပါတယ်။ဝေဘူးလာကတက်လာတဲ့စစ်ကြောင်းကဖလန်းနဲ့အတော်နီးနေပါပြီကျွန်တော်တို့ကလည်းတောက်လျှောက်တိုက်ပွဲတွေဖြစ်ပွားနေပါတယ်သူတို့စီကလည်းနဲ့ခရမ်းတွေအလောင်းတွေရတာလည်းရှိတယ်မနေ့ကဆိုရင်ဖလန်းမျိုးရက်ကွက်အပါအဝင်ရွာတွေမှာတဏီကုံပုံကျဲတိုက်ခိုက်ခဲ့တာပါဒါကသူတို့ဖလန်းဝင်ဖို့လမ်းရှင်းပေးနေတဲ့သဘောပါလို့ရှေ့ရန်စီရည်သတင်းမြစ်ကဆိုပါတယ်
အဆိုပါစစ်ရေးလေကြောင်းတိုက်ခိုက်မှုကြောင့်လူနေအိမ်များထိခိုက်ပျက်စီးမှုရှိပေမဲ့အရသာထိခိုက်ဒေဆုံးမှုအခြေအနေကိုတော့သိရှိရခြင်းမရှိသေးကြောင်းဆိုပါတယ်။စစ်ကော်မရှင်ကဖလန်းမျိုးကိုပြန်လည်ရရှိရေးအတွက်ကလေးမျိုးနယ်မှာဝေဘူလာမျိုးသွင်းစစ်ကြောင်းထိုးပြီးဝေဘူလာမှတက်ဆင့်ဖလန်းမျိုးကိုစစ်ကြောင်းထိုးနေတယ်လို့ဒီတိတ်မျိုးမှတိုင်းငယ်ဖလန်းကားလမ်းဘက်ကိုလည်းစစ်ကြောင်းများရှိနေတယ်လို့ကျမတို့အနေနဲ့သိရှိထားပါသေးတယ်ရှင်။တတိယတစ်ပုဒ်အနေနဲ့တင်ဆက်ပေးသွားမယ့်သတင်းအကြားလေးကတော့အရသာများစိတ်ကူးသားမှုခံယူနေသောမြောက်ဦးစေယုံကြီးကိုစစ်တပ်ကပေါင်900ဘုံနှလုံးကျဲချမှုပြည်သူ30နီးပါးသေဆုံးပြီးအများပြားထိခိုက်ဒဏ်ရာရှိသွားတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်မှာပြည်သူများစိတ်ကူးသားမှုခံယူနေတဲ့မြောက်ဦးစေယုံကြီးကိုစစ်တပ်ကပေါင်900ဘုံနှလုံးကျဲချခဲ့ရမှာလူ30နီးပါးသေဆုံးပြီးအများပြားဒဏ်ရာရှိသွားကြောင်းရခိုင်ဒေသမှာလူမှုကူညီရေးဆောင်ရွက်နေသူစာရေးဆရာဝင်းဟင်အောင်ကပြောပြခဲ့တာဖြစ်ပါရဲ့ရှင်။ရှမန်နေ့ဒီဇင်ဘာလ10ရက်နေ့ည9:73မိနစ်အချိန်မှာအကြမ်းဖက်စစ်တပ်ကမြောက်ဦးမြို့နယ်ရှိပြည်သူများစိတ်ကူးသားမှုခံယူနေသောပြည်သူစေယုံကြီးကိုတိုက်လေရင်တစည်းဖြင့်ပေါင်900ဘုံနှလုံးကျဲချခဲ့ရမှာပြည်သူ30နီးပါးသေဆုံးပြီးဒဏ်ရာရှိသူအလွန်များပြားကြောင်းသိရှိရတာဖြစ်ပါတယ်။သေဆုံးသူက30လောက်အတည်ပြုလို့ရတယ်။ဒဏ်ရာရတဲ့သူတွေထဲမှာလည်းဒဏ်ရာပြင်းထန်သူတွေများလို့သေဆုံးသူတိုးလာနိုင်ပါတယ်။စေယုံတစ်ခုလုံးကတော့ရစရာမရှိအောင်ပျက်စီးသွားတယ်လို့မြောက်ဦးဒေသမှာစစ်ပေးရှောင်များကိုအကူအညီပေးနေသူလူငယ်တူကဆိုပါတယ်။စာရေးဆရာဝင်းအောင်ကလည်းသေဆုံးသူ29ဦးရှိပြီးတရားရှိသူများပြားကြောင်းပြောပြခဲ့ပါတယ်။စစ်တပ်ကလည်းရင်းနဲ့ပုံကျဲမှုကြောင့်မြောက်ဦးစေယုံကြီးတစ်ခုလုံးမီးလောင်ကျွမ်းသွားတဲ့အတွက်ညရင်းချင်းငိမ့်သက်ခဲ့ရကြောင်းကယ်ဆယ်ရေးလုပ်ငန်းများကိုလှုံ့ဆော်ခဲ့ပြီးမြဲနောက်ထပ်လည်းရင်ဖြင့်ဘုံလာကျင်းနိုင်ပြီးဖြင့်ဆောင်ရွက်ခဲ့ရကြောင်းဒေသခံပြည်သူများကပြောပြခဲ့တာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဆက်လက်ပြီးတင်ဆက်ပေးတဲ့တင်ကတော့စစ်တပ်ရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ရွေးကောက်ပွဲမဟုတ်ကြောင်း UK နဲ့ Australia တန်ယုံကအစာထုတ်ပြန်လိုက်တဲ့ဆိုတဲ့တင်ပဲဖြစ်ပါတယ်။စစ်ကော်မရှင်ကအရသာပြည်သူများကိုအကြမ်းဖက်တိုက်ခိုက်မှုများဆက်ရှိနေချိန်မတရားဖမ်းဆီးထားသူများကိုလွှတ်မပေးဘဲစစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်းဒီဇင်ဘာလ10ရက်နေ့မှာဗြိတိရှနဲ့ဩစတြေးလျတန်ယုံတို့ကသတင်းထုတ်ပြန်ပါတယ်ရှင်။လက်ရှိမြန်မာနိုင်ငံခြေအနေကလွတ်လပ်၍တရားမျှတပြီးလူတိုင်းအကျုံးဝင်တဲ့ရွေးကောက်ပွဲကျင်းပရန်အတွက်လိုအပ်တဲ့ရာများဖြင့်ပြည့်စုံခြင်းမရှိကြောင်းပြည်သူများရဲ့ဆန္ဒအတိုင်းဒီမိုကရေစီအရသာဆိုရထံငြိမ်းချမ်းစွာအာဏာလွှဲပြောင်းရန်စရိုက်တိုက်တွန်းကြောင်းဩစတြေးလျတန်ယုံထုတ်ပြန်ချက်မှာပါဝင်ပါတယ်။မြန်မာနိုင်ငံသားများအတွက် UK ဆိုရရဲ့အားပေးထောက်ခံမှုကိုထပ်လောင်းအတည်ပြုရင်းရသပြည်သူများအားကာကွယ်မှုကိုဦးစားပေးဆောင်ရွက်ရန်ဆက်လက်တောင်းဆိုကြောင်း UK တန်ယုံကထုတ်ပြန်ပါတယ်။စစ်တပ်အာဏာသိမ်းမှု9နှစ်နီးပါးကြာခဲ့ပြီးကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်2669နဲ့အညီဒေါ်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်အပါအဝင်မတရားဖမ်းဆီးထိန်းသိမ်းခံထားသူများအားချက်ချင်းလွှတ်ပေးပါရန်တောင်းဆိုပါတယ်။ရသပြည်သူများပေါ်မှာလေကြောင်းတိုက်ခိုက်မှုများအဆုံးသတ်ရန်ပြည်သူများကာကွယ်ပေးရန်နဲ့အာဆီယံဘုံသဘောတူညီချက်9ချက်ကိုဖော်ဆောင်ရန်တောင်းဆိုပါတယ်လို့ UK နိုင်ငံခြားရေးဒနာသဟာယနဲ့ဖွံ့ဖြိုးရေးပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။ဒါပြင်အကြံဖက်ခံရမှုအပါအဝင်အခက်အခဲများစွာကိုရင်ဆိုင်နေရတဲ့အချိန်မှာချမ်းချမ်းခံနိုင်စွမ်းနဲ့ရဲရဲမှုအတွက်မြန်မာပြည်သူများနဲ့အတူရပ်တည်ကြောင်း British ရွှေလတန်ယုံတို့ကသတင်းထုတ်ပြန်ကြေညာထားပါတယ်ရှင်။နောက်ဆုံးတော့အနေနဲ့တင်ဆက်ပေးတဲ့သတင်းကတော့နယ်ဒလန်မြို့နယ်မှာကြေးရွာများကိုဘုံလာကျဲတဲ့စစ်တပ်ရဲ့ drone တစ်စီးပြတ်ကျပြီး PDF တပ်ကသိမ်းဆည်းရရှိခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ပဲခူးတိုင်းနယ်ဒလန်မြို့နယ်မှာကြေးရွာများကိုဘုံလာကျဲတဲ့အကြမ်းဖက်စစ်တပ်ရဲ့ drone တစ်စီးပြတ်ကျပြီးသိမ်းဆည်းရရှိခဲ့ကြောင်းပဲခူးရိုးမ PDF ဗျူဟာ20နဲ့မှတာဝန်ရှိသူတို့ကဆိုပါတယ်။ဒီဇင်ဘာလ10ရက်နေ့မွန်လွဲ2:30မိနစ်ခန့်အချိန်မှာနယ်ဒလင်းမြို့နယ်ကျိုးပင်သားရွာထိပ်ရှိနေတဲ့အကြမ်းဖက်စစ်သားများကတရက်ပင်ကန်ရိုးရွာထိပ်ဘက်ကို drone နဲ့လာရောက်ပုံကျဲတိုက်ခိုက်စဉ်ပြတ်ကျခဲ့တာပဲဖြစ်ပါတယ်။ထို့သော drone ပြတ်ကျခဲ့တဲ့နေရာကို801တပ်ရဲမှတပ်ခွဲ4တပ်ခွဲ6တပ်ခွဲ9နဲ့တပ်ရင် drone တပ်ဖွဲ့မှတော်လိုင်းရဲဘော်များကနေမြေရှင်းလင်းပြုလုပ်စဉ်မှာစစ်တပ် drone ကိုသိမ်းဆည်းရရှိခဲ့တာဖြစ်ပါတယ်။ပြည်သူများအနေနဲ့ဂျမတ်စစ်တပ်ရုံးမှကောက်ကျက်မှုများကိုတတိနဲ့နေထိုင်ကြရတဲ့လေချောင်းအန်ဒီရဲ့လက်နက်ကြီးပစ်ခတ်မှုများအတွက်ဘုံခုကျင်းများနေဝင်းကျင်မှာတူထားကြရတဲ့တတိပေးတိုက်တွန်းလို့ကြောင်းပဲခူးရိုးမ PDF ဗျူဟာ20နဲ့မှတာဝန်ရှိသူကဆက်လက်ခဲ့တာပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ကျမတို့ရဲ့တင်ဆက်ပေးမှုအစီအစဉ်လေးကတော့ဒီမှာရမယ်ပြီးဆုံးသွားပါပြီ။နောက်တော့ဒါဆင်ပေးခဲ့ကြတဲ့အတွက်ပရိသတ်တွေကိုကျေးဇူးအထူးပဲတင်ရှိလိုက်ပါတယ်ရှင်။